ဒီဝါ music video ရိုက်ဖို့အတွက်တင်းချိုင်းတစ်ခုကိုငှားရမ်းခဲ့ပြီးအုတ်ကူတွေပေါ်မှာခုံပေါက်ကခဲ့ပါတယ်2021ခုနှစ်မှာ Jackson V မြို့က Drake ဂီတာလောကဟာဂိုင်းနှကိုင်းကြားအသေးပြောက်များတဲ့စစ်ပွဲကြီးကို TikTok trend ဖြစ်ပြောင်းလဲပစ်ပြီးအဆိုးရွားဆုံးစော်ကားမှုတွေပြုလုပ်ခဲ့ကြပါတယ်ဒါကတော့ Julio Fulio နဲ့ Yangan Ace တို့ပါဝင်တဲ့ဂိုင်းတစ်ခုကြားအကြောင်းမဲ့ဖွယ်ဇက်လန်တစ်ပုဒ်ပါဒီအားပြိုင်မှုတွေမှာပါတဲ့တခြင်းတွေကိုနားလည်ဖို့ဆိုရင်အရင်ဆုံးနောက်ွယ်ရနာကျင်မှုတွေကိုသိထားဖို့လိုပါတယ် Florida ပြည်နယ်ရဲ့ Jackson V မြို့ဟာ ATK နဲ့ KTA ဆိုတဲ့ဂိုင်းတစ်ခုကြားစစ်ပွဲတွေကြောင့်နှစ်ချမ်းကွဲနေခဲ့ပါတယ် ATK ဂိုင်းကို Yangan Ace ကဦးဆောင်ပြီး Julio Fulio ကတော့ KTA ရဲ့မျက်နှာဖုံးအရေးပါတဲ့သူတစ်ယောက်ပါ2018ခုနှစ်ဇွန်လ9ရက်နေ့မှာတော့ဒီရန်ပွဲကအထွတ်ထိပ်ကိုရောက်သွားပါတယ် Yangan Ace ဟာသူ့ညီရဲ့မွေးနေ့ကိုကျင်းပနေခဲ့တာပါအဲ့လိုနဲ့ကားထဲမှာထိုင်နေတော့အခြားကားတစ်စီးကဘေးရဖြတ်မောင်းပြီးကြီးစံနေရှစ်ပစ်သွင်းတာကိုခံလိုက်ရပါတယ် Yangan Ace ဟာကြီးရှစ်ချက်တီထိမှန်ခဲ့ပေမဲ့ကန်ကောင်းပြီးအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ညီ Trayvon နဲ့သူ့အချစ်ဆုံးတငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Royalty နဲ့23တို့ကတော့သူ့ဘေးနားမှာပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်တစ်ဖက်မှာလည်း KTA ဂိုင်းဟာ Julio Fulio ဟာသူ့ရဲ့ညီလိုချစ်ရတဲ့ Coffin ဆိုတဲ့ကောင်လေးနဲ့အချစ်ဆုံးတငယ်ချင်း Baby တို့ကိုဆုံးရှုံးလိုက်ရပါတယ် Yangan Ace တို့ဂိုင်းဟာ member တွေလက်ချက်နဲ့ပဲရှော့သွားခဲ့ရတာပါငါကောင်တက်ရင်မင်းကောင်ပြန်တက်မယ်ဆိုတဲ့ရန်ညိုးတွေအာဃာတတွေကြောင့် Jackson V ရဲ့လမ်းမတွေပေါ်မှာလက်စားချင်မှုတွေနဲ့ပြည့်နေနေခဲ့ပါတယ်ဒီထက်ပိုဆိုးတာကပြစ်ကြခက်ကြရုံနဲ့မကပဲတည်သွားတဲ့ပြိုင်ဘက်တွေကို music video တွေထုတ်ပြီးအကြီးကျယ်စော်ကားခဲ့ကြတာပါ ATK ဘက်ကစပြီး2021 match လာမှာ Yangan Ace Spina Vance နဲ့ Fast Money Gon တို့က Who I Smoke ဆိုတဲ့တခြင်းကိုထုတ်ခဲ့ပါတယ်သူတို့ဟာ Vanessa Carlton ရဲ့ 1000 Miles ဆိုတဲ့တခြင်းနဲ့လှပတဲ့ piano melody လေးကိုယူပြီး dark ဖြစ်တဲ့တခြင်းတစ်ပုဒ်ဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ် music video ထဲမှာဒီဘဲတွေကအဝတ်စားတသက်ရဲ့ဝတ်နေတာနေတဲ့ကောက်ကွန်းထဲမှာဆေးပြင်းလိုက်တွေတောက်ရင် KTA ဂန်းနဲ့တေဆုံးသွားတဲ့ဖွဲ့ဝင်တွေဖြစ်တဲ့ Baby, Taki နဲ့ Little Nine တို့ရဲ့နာမည်တွေကိုပျော်ပျော်ကြီး rap ခဲ့ကြတာပါချုံမြင်လှပတဲ့တန်စင်နဲ့ dark ဖြစ်တဲ့အကြောင်းအရာကြီးကိုတွဲထားတဲ့ဒီ contrast ဟာတော်တော် viral ဖြစ်သွားပြီးကြီးစုသူတန်းနဲ့ချီရှိခဲ့ပါတယ်တစ်ဖက်မှာလည်း Baby ကိုစော်ကားသွားတာကို Julio Fulio ကဒီတိုင်းရက်ကြည့်နေမှချင်းမှားသွားပါလိမ့်မယ်ရက်သက်တစ်ပတ်အနေငယ်ကြမှာပဲ 19CU ဆိုတဲ့တခြင်းနဲ့ response လိုက်ပါတယ် Fulio က Fantasia ရဲ့နာမည်ကြီး R&B အချစ်တခြင်းကို sample ယူထားပြီးအမှောင်မိုက်ဆုံးအကြောင်းအရာတွေထည့်ဆိုခဲ့တာပါ Fulio ကတင်းချိုင်းတစ်ခုကို MV ရိုက်ဖို့ငှားရမ်းလိုက်ပါတယ်ပြီးတော့2018ခုနှစ်ပြစ်ခတ်မှုမှာတည်ဆုံသွားခဲ့ Yangan Ace ရဲ့ brother ရနာပါတယ် V9 စာကြီးတစ်ခုကိုထုတ်ခဲ့ပါတယ်အဲ့ဒီ V9 စာကြီးကိုကြည့်ပြီးအချစ်တခြင်းတွေဆိုပြနမ်းပြရင်သူတို့ရဲ့အုတ်ဂူတွေပေါ်မှာပါကခုံပြခဲ့ပါတယ်ဒါဟာ hip hop သမိုင်းမှာအရင်ဆိုင်ဆုံးအစော်ကားဆုံး diss track အဖြစ်သတ်မှတ်ခံထားရပါတယ်